ကဲအားလုံးပဲကျွန်တော် TikTok မှာအာသီးအောင်နေတဲ့ကိုပဒန်းဆိုတဲ့တယောက်ရှိတယ်ဒီဘက်လူတကောပက်ပြီးလေတိုက်နေတာကျွန်တော်အလဲရောက်လာပြန်ပြီဟိုတစ်ခေါက်တော့လည်းပြောတယ်ကျွန်တော်အဲ့တော့အများနဲ့ပြောတာဆိုတော့ဘာမှမပြောဘူးဆိုရှော့ပေးလိုက်ဒီတစ်ခေါက်ပိုင်းနေတက်တာဖလက်ထောင်ဘာဖြစ်ပါညာဖြစ်ပါသိရမလားပြင်မှာထိုးပါမယ်လို့ပါတော့ပြကိုပဒန်းအပြင်မှာထိုးကျင်တယ်ဆိုလည်းပဲရတယ်ကျွန်တော်မော်လမြိုင်လာခဲ့မယ်နော်ဒါမို့ကိုပဒန်းစောတဲ့ပဒန်းနဲ့ကျွန်တော်ချောင်းနဲ့ဘိုင်ဝမ်းချကျင်တယ်ဆိုလည်းရတယ်ချိန်မဲပြောလိုက်ညှိလိုက်ကျွန်တော်ကျုံးပေးမယ်နော်ရိုက်ပေးမယ်ကိုပဒန်းနောက်ထပ်အာမချောင်ရအောင်ကိုပဒန်းအရင်အာသီးအောင်နေတယ်ကိုပဒန်းအရင်များသွားပြီ flat ချောင်းလေးကိုရမကြတော့ဘူးနော်ခဲမှာအရင်ဆုံးခဲမှာချောင်းနဲ့ပဒန်းနဲ့ဘိုင်ဝမ်းတီးမယ်ဒီလိုရှိအပြင်မှာဒီလို flat ချောင်းပြောလာခိုင်းရတယ်မော်ညာကိုပြန်လာခဲ့လိုက်မဆောင်ပြင်မှာတီးကိုတီးလို့ရတယ်ပေါ့ရှိုးလိုက်မှာအချိန်မဟုတ်ရှိုးလိုက်ဘူးနော်ရှိုးလိုက်ပြင်မှာတီးမယ်ဆိုရင် ready ပဲဟဲ့အောင်ငါနေတိုင်းကြည့်နေတာဟုတ်ပါရှိုးလိုက်အောင်